ကဲပေးတဲ့ဒီ Mason Greenwood ကိုမှတ်မိကြသေးလားသိကြလားဆိုတော့အရင်တော့က Manchester United အသင်းမှာအရန်ကိုတောက်ပါတဲ့ခြေစွမ်းကိုပိုင်ဆိုင်ထားတဲ့ Mason Greenwood ကလက်ရှိပြင်သစ်ကလပ်မှာဆေးအသင်းမှာကစားနေတာဖြစ်ပါတယ်ဆိုတော့အခုတက်လာတဲ့သတင်းတွေရတော့ဒီတူရကီကလပ် Fenerbahce ကနေပြီးတော့ဒီ Fenerbahce ဥက္ကဋ္ဌဖြစ်ဝင်ရောက်ရှင်ပြိုင်နေတဲ့ Hakan Safi ကနေပြီးတော့ Mason Greenwood နဲ့သဘောတူညီချက်တွေရရှိထားပြီးသဘောတူညီမှုတွေရရှိနေပြီလို့သူကပြောလာတာဖြစ်ပါတယ်ဆိုတော့ Mason Greenwood ကိုဒီသူသာနိုင်ရခဲ့မယ်ဆိုလို့ရှိရင်၄နှစ်စာချုပ်ချုပ်ပြီးတော့ခေါ်နိုင်တယ်ခေါ်ပေးမယ်ဆိုပြီးတော့သတင်းတွေတက်လာတာဖြစ်ပါတယ်ဆိုတော့အခြေအနေကိုစောင့်ကြည့်နေတာလည်း Italy Club Roma အသင်းကလည်း Mason Greenwood ရဲ့အခြေအနေကိုစောင့်ကြည့်နေတာဖြစ်ပါတယ်ဆိုတော့ Mason Greenwood က Turkey Club Fenerbahce ကိုပဲရောက်သွားမလား Roma ကိုပဲရောက်သွားမလားပေးတဲ့တွေကဘယ်လိုမျိုးမြင်လဲနောက် Mason Greenwood နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးခိုက်တန်နေရှိဘူးသလဲ comment မှာရေးသွားလို့ရပါတယ်ကျွန်တော်ကတော့ဒီ Mason Greenwood ကိုအသင်းကောင်းလေးမှာကစားပြီးတော့အောင်မြင်မှုတွေဆက်လက်ရရှိစေနိုင်ဖို့အတွက်မျှော်မှန်းပါတယ်